Hello မင်္ဂလာပါ6ပတ်တာကုန်လို့ရှင်မန္တလေးတိုင်းတိုင်းလုံးရဲ့တိမ့်မှန်တွဲမှာအမှန်အများဆုံးအဆင့်ခွန်နဲ့အောင်မြင်ခဲ့တဲ့ထူးချွန်တောင်တူလေးနာမည်လေးကလေးဆန်းဆန်းလေးမသက်ထက်မျက်နှိုးတဲ့ဒီပါတွေကသက်ထက်ဆုံးပေါ့နော်မျက်နှိုးရတဲ့ဆင်ရတဲ့သမီးကြီးပေါ့ရှင်သမီးလေးရဲ့ကွန်ပျူတာခန်းသားမှာစောကခန်းသားမှုနေနဲ့ဆောင်ရွက်ခဲ့ပါတယ်အသံတော်နဲ့ဝင်ခြင်းနေအဲ့တော့စောနဲ့အတူတူ Ryan MC Soul Community က MC များနေပြီးတော့ပါဝင်နေဖြစ်ခဲ့တယ်ပေါ့နော်ကွန်ပျူတာတူကိုကွန်ပျူတာရတယ်ကျွန်တော်တို့မင်္ဂလာတော်ပါပဲဖြစ်တယ်လို့ကျွန်တော်တို့လောကကောင်းစုအတွက်လည်းပေါ့နော်ကွန်ပျူတာမဲ့ဌာနတွေရတယ်ရှိပါတယ်ရှင်ဒီအတွက်ပေါ့နော်ချစ်ခင်ရတဲ့သူတွေလည်းအများကြီးလာကြတယ်ဒီနေ့ season လေးလည်း program လေးလည်းအများကြီးပဲဒီနေ့ရဲ့ computer ကိုဦးစီးဦးရဲ့ season ပေးတာကတော့ Paradise မှာဖြစ်ပါတယ်ရှင် Paradise event organizer ပေါ့နော်ကိုန်တိုမတ်ရွှေစင်တို့ကျေးဇူးတူလေးရှိပါတယ်ဒါအပြင် so အများနဲ့ recommend ပေးတဲ့ best preschool မှာဒီချိန်ကြီးကျေးဇူးများတင်ပါတယ်ရှင်Okay ဒီနေ့ကတော့တကယ်ကိုစီကာတန်းနဲ့ဆိုနေပေါ့နော်အားလုံးပဲပြောရွှင်ရွှင် enjoy ဖြစ်ကြတယ်ပြောကြ appreciate လာပြီးတော့လုပ်ကြရပေါ့နော်ဆိုလေအရင်အဆင်ပြေကြောင်းကျေးဇူးတင်ကြောင်းနဲ့ appreciate လုပ်ကြတဲ့အတွက်လည်းကျေးဇူးတင်ရှိပါတယ်ဆောင်းအနေနဲ့ဒီထက်ပိုပြီးတော့ပဲအချိန်များလို့ပေါ့နော်ပြောပေးချင်ပါတယ်တင်ဆက်ပေးချင်တယ်သမီးလေးလည်းရှေ့ဆက်ပြီးတော့အခုကဘဝမှာက milestone တွေအများကြီးကြော်ဖြစ်ရတယ်ပေါ့နော် milestone အများကြီးဒီမှာဒါခြေလမ်းအသစ်ဖြစ်ပါတယ်အဲ့တော့ခြေလမ်းအသစ်မှာစကြရသမီးရဲ့ဘဝတကယ်ကိုထွန်းလင်းတောက်ပနေပြီပေါ့နော်ရှေ့ဆက်ပြီးတော့လည်းလူချင်းနဲ့ပန်းနိုင်တွေရောက်အောင်ရည်မှန်းချက်တွေရွေချက်တွေပုံပြီးအထားမြောက်အောင်အောင်မြင်သည့်ထက်အောင်မြင်ပါစေလို့ထပ်မံပြီးဆုတောင်းပေးလိုက်ပါတယ်ဒီ vlog လေးနဲ့ပဲအိမ်ကိုပြန်နေပါပြီရှင်တကယ်တော့9နာရီလောက်ပြရမှာပေါ့နော်9နာရီထိုးတော့မယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ပေါင်ကွန်ပျူတာခွင့်ရတဲ့အတွက်လည်းဂုဏ်လို့ရှင်တွေအတွက်ဒါဆိုလို့ရှိရင်ဆိုတာဒီ3မြောက်ဖြစ်ပါတယ်မတီဆို the whole Burma top 1ပေါ့နော်အဲ့တော့တီဗီဆိုရဲ့နောက်တစ်ခါကျမယမင်းဦး6ပတ်တာဂုဏ်လို့ရှင်မယမင်းဦးရဲ့ဒီကနေ့6ပတ်တာဂုဏ်လို့ရှင်အပြင်မန္တလေးတိုင်းလုံးမှာအဆင့်9နဲ့ပေါ့နော်အောင်မြင်ခဲ့တဲ့ထူးချွန်ခဲ့တဲ့ CAE အကြောင်းသူလေးမသက်ထက်မျက်နှိုးခကစ်တီလေးရဲ့ကွန်ပျူတာမှာဆိုပါဝင်ခဲ့တာပဲဖြစ်ပါတယ်ရှင်ဘာဖြစ်သူတို့လေးတွေရဲ့စူးစမ်းမှုတွေအရေးထင်ခဲ့တယ်ဆက်ဆံမတွေရဲ့ပျော်ရွှင်မှုတွေနောက်တစ်ခါကျတော့မိဘတွေရဲ့ဆွေမျိုးသားချင်းတွေရဲ့ပျော်ရွှင်မှုတွေဂုံတက်တီကတကယ်ကိုတင့်ခဲ့တယ်ပေါ့နော်ဘာဖြစ်အလားဆုံးဆောင်ရွက်ခွင့်ပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်โอเคအားလုံးပဲ good night ပါ